ကနာစီတယောက်ဖြစ်ဖို့ဆိုတာလွယ်တာမဟုတ်ဘူးဒါရဲ့ကံညာဝရိယအပြင်တိတ်ကံပါရမီအထောက်အပံ့ကဘာမှဖြစ်ခွင့်ရတာမျိုးမင်းကြီးရတာလေယောက်ျားလူမိန်းမလူဘာကောင်မှကိုမသိဘူးအကောင်မဟုတ်ဘူးဟေးကောင်မယောက်ျားမဟုတ်ဘူးယောက်ျားမဟုတ်ဘူးစင်လာရဲ့ဒီမေကိုရဲ့လဲနှလုံးလေးပြီးလိုက်ရှင်ဒီမှာအသိန်းလေးကတအိမ်လုံးတောင်ဝင်ကိုထမ်းထားရတာသူပင်ပန်းနေပြီမိတင်သေးညီတော်တော်စကားများတာပဲအေးကျုပ်ပြောထားပြီးပြီလေဖြစ်ချိန်တိုင်ဖြစ်ပါတယ်လို့ဒီဘဝရောက်တာနင်းကြတယ်ဆိုတဲ့လူတိုင်းရဲ့အမြင်ကနေတာလွန်နင်လုံးမဖြစ်မယ်အသိချောင်းမဒူရဲ့ဟာဒီနေ့အစားပြီးတော့ကြောက်ဦးလေးနောက်လာရလာကြီးခမောင်ကြောက်ကိုယ်တိုင်တပ်ပြဖို့ဝင်မလဲဘူးကထဲတော့သူ့ရံကိုကြောက်လို့လုံကြုံမေထင်ပြီးခေါင်းထဲမှာထဲဖွက်ထားပါတယ်ဘယ်ချိန်တော့ချောင်းနေလည်းမသိဘူးဟဲ့မပတ်သက်ပြန်ဖေးငါပတ်သက်ကိုပိတ်ထားလိုက်တော့ငါနာငါကတော့ဒီမှာမလို့တော့မတူနိုင်ဘူးငါကတော့ဘာဖြစ်လို့လဲသူတို့ကဘာလုပ်နေလို့လဲကမင်းတို့မခွေးနိုင်ဘူးကနာမျိုးကိုစိတ်ချောက်ပါရန်သူမျိုး၅ပါးမှာကင်းဝေးပြီးလောကီလောကုတ္တရာနှစ်ဖြာလုံးနေလေကောင်းမွန်သောအကျိုးကျေးဇူးများကိုသာရရှိခံစားနိုင်သောသူတော်ကောင်းသူမြတ်လောင်တွေဖြစ်ပါစေကွယ်